သာသနာတော်နှစ်2555ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်တော်သလင်းလဆန်းရှိရက်2011ခုနှစ်စက်တင်ဘာလ5ရက်ရန်ကုန်မြို့တိရိမင်္ဂလာကမ္ဘာအေးစေတီတော်ဘောပကရုံးခန်း၌ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောအကုသိုလ်တာစိတ်ဆွမ်းအားတရားဒေသနာတော်ရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတည်ကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုပြုစုပူဇော်ခြင်းဖြင့်တရားပွဲကိုစတင်ကြရအောင်ယောကပကောတိဟိတိအပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်တင်ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစဉ္ဉ္ကြီးဟုချက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေပြလုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပြမညင်းတို့ကတောဘဝတဏ္ဍချိန်ခံများစွာရောက်တော်မူခဲ့ရရှာနေပြီမဟာကရုဏီကသတ္တဝါများရင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတ္တနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဘုရားအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအကုသိုလ်တာစိတ်ဆွမ်းအားမြတ်စွာဘုရားရဲ့ဆုံးမချက်ဒေသနာတော်200ရှိတယ်ပထမဒေသနာကအကုသိုလ်မှန်သမျှရှောင်ကျဉ်ကြဆိုတဲ့ဒေသနာဖြစ်တယ်ဒုတိယဒေသနာတော်ကကုသိုလ်မှန်သမျှမိမိတို့တဏ္ဍာမှာပြည့်စုံစေအောင်ကြိုးစားကြဒီဒေသနာတော်200ဟာမြတ်စွာဘုရားဆွေဆွေမြဲမြဲဟောကြားခဲ့တဲ့ဒေသနာတော်200ပဲအရာရာလှုပ်တဲ့မလှုပ်တဲ့ဆိုတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကကုသိုလ်နဲ့အကုသိုလ်ကိုအမြဲတမ်းရှေ့တန်းတင်ပြီးတော့ဟောပြောလို့ရှိပါတယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားပြောတဲ့အခါတိုင်းမှာအကုသိုလ်တွေတိုးတက်များပြားလာပြီးတော့ကုသိုလ်ဘက်ကဆုပ်ယုပ်သွားမယ်ဆိုရင်မလှုပ်တဲ့ဘူးကုသိုလ်တွေတိုးတက်များပြားပြီးအကုသိုလ်တွေဆုပ်ယုပ်သွားမယ်ဆိုရင်လှုပ်တဲ့နယ်လို့အရာရာဒီတိုင်းပဲမြတ်စွာဘုရားကသတ်မှတ်ပြီးတော့ဟောကြားတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားအဆူဆူဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုကောက်ချက်ချကြည့်ပြန်တော့လည်းပဲအကုသိုလ်ရှောင်ဖို့နဲ့ကုသိုလ်တွေမိမိတဏ္ဍာမှာပြည့်စုံစေဖို့ဆိုတာဒါအဓိကထားပြီးတော့ဟောတာဖြစ်တယ်ပေါ့ဒါဖြင့်ကောင်းပြီအကုသိုလ်တွေကိုရှောင်ဖို့ဆိုတာ
ဘယ်လိုလုပ်ပြီးတော့ရှောင်မလဲဘာတွေနဲ့ရှောင်ရမလဲကုသနာမှာဘာတွေတိဆောက်ပြီးတော့အကုသိုလ်ကရှောင်နိုင်တယ်လဲဆိုတာဒါဘုန်းကြီးတို့တွေဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေတဲကနေပြီးတော့ဘုရားအဆုံးအမအတိုင်းသိရှိနားလည်ထားပြီးတော့လိုက်တာကျင့်တော်မူသွားတယ်မြတ်စွာဘုရားကတမ္မာပတ္တိသုတ်တံမှာဟောထားတာရှိတယ်အကုသိုလ်တွေကိုတားဆီးနိုင်တဲ့ကုသိုလ်စိတ်ဆွမ်းအားပေါ့အကုသိုလ်တွေကိုတားဆီးနိုင်တဲ့စိတ်ဆွမ်းအား၅မျိုးအဲ့ဒီစိတ်ဆွမ်းအား၅မျိုးကိုပဲတေခပုဂ္ဂိုလ်တို့ရဲ့အင်အားလို့မြတ်စွာဘုရားလို့ဟောတယ်တေခပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲလို့ဆိုရင်တာမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်သောတာပန်ပုဂ္ဂိုလ်သဂရဂံပုဂ္ဂိုလ်အနာဂံပုဂ္ဂိုလ်ဒါတွေကိုသိက္ခာပုဂ္ဂိုလ်လို့ခေါ်တာပဲယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်အသိက္ခပုဂ္ဂိုလ်သေခလို့လည်းခေါ်တယ်အသေခလို့လည်းသုံးတယ်သိက္ခလို့လည်းခေါ်တယ်အသိက္ခလို့လည်းခေါ်တယ်ပေါ့ဒီစကားလုံးဟာတူတူပဲဘယ်လိုမှတ်အဲ့တော့သေခသို့မဟုတ်သိက္ခဆိုတာဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားကိုမပြီးဆုံးသေးလို့ဆက်လက်ကျင့်ကြံကြုတ်ကုတ်အားထုတ်နေရလုပ်ငန်းမပြီးသေးလို့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုသေခပုဂ္ဂိုလ်အင်္ဂလိပ်လိုပြန်ကြတဲ့အခါကျတော့ trainee လို့ပဲပြန်ကြတယ်ပေါ့နော်သင်တန်းယူနေတဲ့ပုဂ္ဂိုလ်လေ့ကျင့်နေတဲ့ပုဂ္ဂိုလ်သောတာပန်ဆိုတာလည်းအလုံးမပြီးသေးဘူးလေ့ကျင့်နေတာပဲသဂရဂံကလည်းမပြီးသေးဘူးလေ့ကျင့်တယ်အနာဂံဖြစ်တော့လည်းမပြီးသေးဘူးလေ့ကျင့်တယ်ယဟန္တာဖြစ်ပြီဆိုတာမှလေ့ကျင့်စရာကုန်သွားပြီပြည့်စုံသွားပြီလို့ဒီလိုပြောတာနော်အဲ့တော့ယဟန္တာပုဂ္ဂိုလ်ဖြစ်ပြီဆိုတဲ့အခါမှာကတံကရဏီယံလှုပ်ရှားတွေလှုပ်ပြီးပြီဝုတိတံဗြဟ္မစရိယမဂ္ဂင်၈ပါးအကျင့်တရားကိုပြည့်စုံအောင်ကျင့်သုံးပြီးပြီလို့ပြောလို့ရတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကလှုပ်ရှားတွေတန်းလန်းပဲဒီလိုပဲရှိတယ်ပေါ့အဲ့ဒါလို့လှုပ်ရှားတန်းလန်းတဲ့ကျင့်ကြံအထုတ်နေစေပုဂ္ဂိုလ်တွေဟာပုရုဇဉ်တွေရောမပါဘူးလားဆိုတော့အလျော်အားဖြင့်ပုရုဇဉ်တွေလည်းလုံနေတယ်ဆိုတဲ့ရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာလည်းပဲသီလကိုစောင့်သုံးနေကြတယ်ကမ္မထံဘာဝနာပွားများအထုတ်နေကြတယ်ဒီပုဂ္ဂိုလ်တွေလည်းပဲထဲ့မယ်ဆိုရင်ကျင့်သုံးစေပုဂ္ဂိုလ်လို့ဒီလိုပြောရမှာပြောမယ်ဆိုရင်တော့သူတို့ကတကယ် beginner တွေပေါ့အစကလေးပဲရှိသေးတဲ့ပုဂ္ဂိုလ်အဲ့တော့အဲ့ဒီလိုမြတ်သောအကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေမှာအကုသိုလ်တွေမဖြစ်ဖို့အတွက်တားဆီးနိုင်တဲ့စွမ်းအားတွေဆိုတာဘာတွေလဲသေခဗလခုလိုကျင့်သုံးနေထိုင်နေတဲ့အချိန်မှာအကုသိုလ်မဖြစ်အောင်ဟန်တားထားနိုင်တဲ့စွမ်းအားဆိုတာရှိတယ်ဘယ်ရာပဲဖြစ်ဖြစ်အင်အားကိုအသုံးပြုပြီးတော့ဟန်တားကြရတယ်စွမ်းအားမရှိလို့ရှိရင်ဟန်တားနိုင်စွမ်းမရှိအကုသိုလ်ဆိုတာဟာလည်းပဲအင်မတန်မှဖြစ်လွယ်လူတွေရဲ့တန်တယ်အာတဝဆိုတဲ့စကားလုံးကိုပဲကြည့်အာတဝဆိုတာအမြဲတမ်းလူတွေရဲ့တဏ္ဍာမှာစီးဝင်နေတဲ့တရားဘယ်ကနေစီးဝင်လို့ဆိုမျက်စိကစီးဝင်တယ်နားကစီးဝင်တယ်နှာခေါင်းကစီးဝင်တယ်လျှာကစီးဝင်တယ်ခန္ဓာကိုယ်ကစီးဝင်တယ်စိတ်ကစီးဝင်တယ်လို့ဓာရ6ပါးကနေပြီးတော့လောဘတို့ဒိဋ္ဌိတို့မောဟတို့ဆိုတာတွေဟာတတ္တဝါတွေရဲ့တဏ္ဍာမှာစီးဝင်နေတဲ့တရားစီးဝင်နေဆိုရဲမပြတ်ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲ့တော့အာတဝဆိုတဲ့တရားဟာအဗ္ဗဓမ္မအရာကျဲတယ်ဆိုလိုတာကတော့လောဘပေါ့အဓိကကတော့လောဘဟာလူတွေရဲ့တဏ္ဍာမှာမပြတ်စီးဝင်တယ်မျက်စိကစီးဝင်တယ်ဆိုတာမြင်စရာအာယုန်တစ်ခုကိုမြင်လိုက်ရင်နှစ်သက်ကျေနပ်သွားနှစ်သက်စရာအာယုန်ကိုမြင်လို့မျက်စိကမြင်ပြီးတော့လောဘဖြစ်လိုက်ပြီဆိုရင်ဒါမျက်စိကစီးဝင်တယ်လို့ခေါ်တယ်နားကနားထောင်ပြီးတော့လောဘဖြစ်လို့ရှိရင်နားကစီးဝင်တယ်လို့ခေါ်တယ်နှာခေါင်းကအနံ့ရပြီးတော့ထိုအနံ့ပေါ်မှာတွေ့တာမှုတဏှာဖြစ်လို့ရှိရင်ဒါနှာခေါင်းကစီးဝင်တယ်လျှာကနေအရသာခံပြီးအရသာပေါ်မှာတတ်မဲ့တဲ့တဏှာဖြစ်ရင်ဒါလျှာကစီးဝင်တယ်လို့ပြောတာခန္ဓာကိုယ်မှာထိတွေ့လို့ထိုအထိတွေ့ပေါ်မှာตายရမမောလို့ရှိရင်အဲ့ဒါကာယကစီးဝင်တယ်လို့ဒီလိုပြောတာ
စိတ်ကူးပြီးတော့လူတွေကလည်းပဲအတွေးနဲ့ခြေနှက်နေတာရှိတယ်အဲ့ဒီအတွေးတွေမှာလောဘဖြစ်နေလို့ရှိရင်လည်းဒါမနကစီးဝင်တယ်လို့ဒီလိုဓာရ6ပါးကနေပြီးတော့လူတွေရဲ့တဏ္ဍာမှာမပြတ်စည်းဝင်နေတဲ့ဒီအကုသိုလ်တရားတွေကိုတားဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့မလွယ်ဘူးဆိုတာကိုယ့်ရဲ့နေစဉ်ဘဝကိုပဲကိုချစ်ဟောကိုယ့်ရဲ့နေစဉ်ဘဝကိုကိုချစ်ရင်အမတ်တမဲ့နေရင်စည်းဝင်နေတာဆိုတာမသိဘူးလောဘတွေစည်းဝင်နေတယ်ဆိုတာမသိဘူးတွေ့တာမှုတွေစည်းဝင်နေတာတွေမသိဘူးအဲ့ဒါတွေကိုသိအောင်ဒါကြောင့်မို့တတိဆိုတာထူထောင်အောင်လောဘကိုလောဘမှန်သိလာအောင်တမ္ပစင်ညဆိုတဲ့အသိပညာရအောင်တတိနဲ့တမ္ပစင်ညနှစ်ခုနဲ့ပူးတွဲပြီးတော့လေ့ကျင့်ရဒါတွေသိဖို့ရအတွက်အဲ့ဒီပူးတွဲပြီးတော့လေ့ကျင့်တဲ့ဤစနစ်ကိုမြတ်စွာဘုရားကမဟာတတိပဌာနာတုတ်မှာတမ္ပစင်ညပပဆိုပြီးတော့ဟောထားတာလေတမ္ပစင်ညပပဆိုတာတတိနဲ့တမ္ပစင်ညဆိုလိုတာကတတိနဲ့တမ္ပစင်ညဆိုတာတတိတရားနဲ့ဆင်ခြင်တုံတရားဒီနှစ်ခုနဲ့ကိုယ်တဏ္ဍာမှာအကုသိုလ်တွေဖြစ်တာကိုစောင့်ကြပ်ပြီးတော့ကြည့်နိုင်အောင်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့တော့ဒီလိုစောင့်ကြပ်ပြီးတော့ကြည့်နိုင်တဲ့ဒီတရားတွေကိုဘာလို့ခေါ်တာတုံးလို့ဆိုတံဝရလို့ခေါ်တယ်သူတို့တံဝရဆိုတာအဆုတ်အပိတ်အကုသိုလ်တွေမဝင်ရအောင်ဆုတ်နိုင်ပိတ်နိုင်မှရလူတွေကကြည့်လေရှင်နေတောင်းကျမ်းတဲ့နေရာမှာဆိုရင်ချင်းမဝင်အောင်ဆိုးကြပိတ်ကြချင်းလုံးစကားတွေလုပ်တယ်တော့မို့ချင်းအောင်ချပြီးတော့အဲ့ဒါချင်းမဝင်အောင်ဆိုးပိတ်တာပဲပေါ့အဲ့ဒါလို့ဆိုးပိတ်ဒါဟာပထမဆုံးကြိုးစားမှုတစ်ခုပဲပေါ့သမ္မာဝါယာမမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုဆိုတာအဲ့ဒါလို့ဆိုးပိတ်တာကိုပြောတာမကောင်းတဲ့ကိုယ်အန္တရာယ်ဖြစ်စေမဲ့အရာမဝင်ရအောင်ဆိုးပိတ်မနိုင်လို့ဝင်လာပြီဆိုရင်ဖယ်ရှားဖို့ကြိုးစားဟောတာသမ္မာဝါယာမရဲ့လုပ်ငန်းတစ်ခုအဲ့ဒီလုပ်ငန်းတစ်ခုနဲ့အကုသိုလ်တွေကိုမဖြစ်အောင်ဆုတ်ပိတ်တယ်ဖြစ်လာတဲ့အကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားတယ်နောက်တစ်ဖက်ကလည်းပဲမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လာအောင်ကြိုးစားတယ်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားလာအောင်ကြိုးစားတယ်ဆိုတဲ့ကြိုးစားမှု၄ရပ်၄ဘက်၄ထံကကြိုးစားအထောက်မှုဆိုတာအဲ့ဒီကြိုးစားအထောက်မှုတွေဟာဘာနဲ့အခြေခံပြီးကြိုးစားအထောက်လဲလို့ဆိုရင်ခုနပြောတဲ့တတိတံပစင်ညာနဲ့အခြေခံပြီးတော့ကြိုးစားအထောက်မှအောင်မြင်တယ်။အဲဒါမို့ဆိုရင်တတိတံပစင်ညာကင်းမဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာအကုသိုလ်ဖြစ်လို့လည်းဖြစ်မှန်းမသိဘူး။အကုသိုလ်ဖြစ်လို့ဖြစ်မှန်းမသိတဲ့အတွက်ကြောင့်ထိုအကုသိုလ်ကိုဖယ်ရှားဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အခြေအနေတစ်ခုရှိတယ်။ဒါကြောင့်မို့ကိုယ့်ဘဝကိုယ့်အခြေအနေမှာဒီအာတဝလို့ဆိုတဲ့ဒီတရားတွေမျက်စိနာနာလျာကိုယ်စိတ်လို့ဆိုတဲ့ဓာရ6ပါးကမပြတ်စည်းဝင်နေတဲ့သဘောတရားတွေကိုသိရှိအောင်တတိနဲ့တမ္ပဇင်ညာနဲ့လေ့လာရမယ်အဲ့ဒါလို့လေ့လာတဲ့အခါမှာအကုသိုလ်တွေကိုဆုတ်ပိတ်နိုင်တယ်လို့မြတ်စွာဘုရားကသမာပတ္တိတုတ်တံမှာဟောထားတဲ့ဒီစွမ်းအား၅မျိုးစိတ်စွမ်းအား၅မျိုးရှိတယ်အဲ့ဒီစိတ်စွမ်းအား၅မျိုးဟာမြတ်သောကျင့်ကိုကျင့်နေစေဖြစ်တဲ့တိခပုဂ္ဂိုလ်တွေရှိရမဲ့စွမ်းအားတွေပဲလို့ဗလဆိုတဲ့နာမည်နဲ့ဟောတာဘယ်ရာပဲဖြစ်ဖြစ်အင်အားရှိလာမှဖြစ်တယ်သဘာဝတရားမှာလည်းပဲစိတ်ဓာတ်ဆိုတာလည်းအင်အားရှိမှခုခံနိုင်အားမရှိရင်မခုခံနိုင်ဘူးပေါ့အင်အားရှိအောင်ကိုကပြုစုပြောထောင်ပြီးတော့ပေးရတယ်လို့ဒီလိုအဓိပ္ပာယ်မျိုးနဲ့ဟောတာအဲ့တော့စိတ်ဆွမ်းအားတွေကိုစိတ်ဆွမ်းအားတွေဆိုတာဘာတွေလဲလို့ပြောမယ်ဆိုလို့ရှိရင်နံပါတ်1ကတတ္ထာတဲ့တတ္ထာဆိုတဲ့စကားလုံးကိုယုံကြည်တယ်လို့ပဲဘုန်းကြီးတို့တွေပြန်ကြတယ်ပေါ့မြန်မာလိုပြန်တဲ့အခါမှာယုံကြည်တယ်အဲ့ဒါယုံကြည်မှုဆိုတာတွေနဲ့ပတ်သက်လာတဲ့အခါကျတော့အရာထဲမှာလိမ့်လှိစားသွားတဲ့လူလိန်ကိုသွားယုံပြီးလို့ဒုက္ခရောက်တယ်ဆိုရင်ယုံကြည်မှုတွေနဲ့သွားပြီးရောထွေးတတ်တယ်ပေါ့ဒါကြောင့်မို့တတ္ထာဆိုတဲ့ယုံကြည်မှုကဒါမျိုးကိုဆိုလိုတာမဟုတ်ဘူးတတ္ထာဆိုတာယုံကြည်မှုဆိုတာဘာလဲလို့ဆိုရင်ကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတဲ့တရားဟာကိုယ်နဲ့သာသက်ဆိုင်တယ်လို့ယုံကြည်တာ
ကိုလှုပ်တာကိုပဲတာဝန်ရှိတယ်လို့ယုံကြည်တာဒါကိုစာလို့ပြောတော့ကံကံဤအကျိုးယုံကြည်တယ်လို့ပြောတာကံဆိုတာဘယ်သူလှုပ်တာတော့ဆိုကိုလှုပ်တာပဲလေအဲ့တော့ကိုလှုပ်တဲ့အပေါ်မှာကိုတာဝန်ယူတာတာဝန်ယူတယ်ဆိုတော့ responsible ဖြစ်တာကိုလက်ခံတာကိုပြောတာမြတ်စွာဘုရားကိုယ်တိုင်ကကံကိုယုံကြည်တယ်ဆိုတာဘယ်လိုအဓိပ္ပာယ်လဲလို့ဆိုရင်ယံကမ္မံဂရိတ္တန္တိကလျာဏဝါပါပကံဝါတတ္တကမ္မတ္တဒါယတော်ဘွိတ္တမိဟောတာယုံကြည်ပုံကိုပြောတာစဉ်းစားရမှာကငါကောင်းတာလုပ်လို့ဆိုးတာလုပ်လို့အဲ့ဒီကောင်းတာရဲ့အကျိုးဆိုးတာရဲ့အပြစ်ငါပဲခံရမယ်ငါနဲ့ပဲသက်ဆိုင်တယ်လို့ဒီလိုလက်ခံမှုရှိရမယ်အဲ့ဒီယုံကြည်မှုမျိုးကိုတတ္တာလို့ဒီလိုခေါ်တာဟောခြေခံအားဖြင့်အဲ့ဒီယုံကြည်မှုသည်ယုံတာတတ်မဟုတ်ခဲနဲ့အသိဉာဏ်နဲ့တွဲဖက်ထားတဲ့ယုံကြည်မှုဗုဒ္ဓဘာသာမှာယုံကြည်မှုဆိုတဲ့အရာမှန်သမျှတတ္ထာနဲ့တွဲဖက်တရားဟာပညာနဲ့တွဲဖက်ထားတဲ့ယုံကြည်မှုပဲဖြစ်တယ်တရားနဲ့ပညာဟာတွဲဖက်ပြီးတော့ထားဒါကြောင့်မို့လို့ဒီပေးဆရာတော်ကြီးကပရမတ္ထစက္ခုကျမ်းမှာရေးထားတာလေးကမှတ်သားစရာဒါအထက်ကရာကအဆိုကိုမြန်မာလိုလှုပ်ထားတာတရားကိုပညာစောင့်မှလမ်းဖြောင်းသည်တဲ့ယုံကြည်မှုဆိုတာအသိပညာနဲ့ယုံကြည်မှလမ်းဖြောင်းအသိပညာမပါတဲ့ယုံကြည်မှုဟာခဏခေတ်ခေါ်တဲ့ blind faith လို့ခေါ်တာပေါ့နော်မျက်ကန်းယုံကြည်မှုမျိုးအဲ့ဒါကကောင်းကျိုးကိုမပေးနိုင်ဘူးတဲ့ဆင်းရဲတဲ့အကျိုးကိုပဲပေးနိုင်ဒါကြောင့်မို့ဗုဒ္ဓဘာသာရဲ့ယုံကြည်မှုဆိုတာတခြားဘာသာတွေယုံကြည်တာနဲ့မတူဘုရားဘာသာယုံကြည်မှုဒီအသိဉာဏ်ပေါ်မှာအခြေခံပြီးတော့ယုံကြည်တယ်ဒါကြောင့်မို့လို့တခါတရံကြတော့တတ္ထာလို့တယ်မသုံးမဲ့နဲ့အာကာရဝတိတတ္ထာဓတ္တနမူလိကာတတ္ထာဓတ္တနမူလိကာဆိုတာပညာဖြင့်ရှုမြင်နိုင်တဲ့အခြေပေါ်မှာမူတည်ပြီးတော့ယုံကြည်တာအာကာရဝတိတတ္ထာဆိုတာကျိုးချောင်းဆင်ញင်ပြီးအသိပညာနဲ့ယုံကြည်တာလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒီယုံကြည်မှုမျိုးဟာဒီအကုသိုလ်တရားတွေမဖြစ်ပွားအောင်ဟန့်တားနိုင်တဲ့စွမ်းအားတစ်မျိုးပဲတဲ့ယုံကြည်မှုဆိုတဲ့တတ္ထာရှိနေသေးသမျှကာလပတ်လုံးအကုသိုလ်တွေဟာဝင်မလာနိုင်ဘူးဒါကြောင့်မို့ယုံကြည်မှုဟာလည်းပဲအကုသိုလ်ကိုတားတဲ့စွမ်းအားတစ်မျိုးရှိရမယ့်စွမ်းအားတစ်မျိုးအဲ့တော့ဘုရားဘာသာမှာယုံကြည်မှုဆိုတာဟာလုပ်ငန်းရဲ့အစကလေးများတာဖြစ်တယ်ယုံကြည်မှုသည်စိကတ်မှုတရားနာမှုရဲ့တရားနာမှုကိုလမ်းကြောင်းဖော်ပေးအောင်ပဲဖော်ပေးတာရှေ့ပိုင်းမှာဆိုလို့ရှိရင်လမ်းကြောင်းဖော်ပေးတာတခါယုံကြည်မှုဆိုတာလည်းအစဉ်စဉ်ရှိသေးတယ်လို့ဒီလိုမှတ်ရယုံကြည်တယ်ဆိုတဲ့နေရာမှာဒီယုံတယ်ဆိုတာတာမန်အစကလေးများတာဖြစ်တယ်တရားဆိုတာယုံကြည်မှုတစ်ခုတည်းကိုတရားလို့ခေါ်တာမဟုတ်ဘူးစာပေကျမ်းဂန်တွေကိုသေချာလေ့လာကြည့်မယ်ဆိုရင်သူက resolution လို့ခေါ်တဲ့ဆုံးဖြတ်မှုကိုလည်းပဲတတ္ထာလို့ခေါ်တယ်နောက်တစ်ခါကုသိုလ်ကောင်းမှုအပေါ်မှာစိတ်ဝင်စားတာကိုလည်းတတ္ထာလို့ခေါ်တယ်အဲ့တော့ကုသိုလ်ကောင်းမှုအပေါ်မှာစိတ်ဝင်စားနေတာတတ္ထာဒီတတ္ထာဆိုတဲ့တရားဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ဘယ်လိုလုပ်သိနိုင်သလဲကိုယ့်ကိုစဉ်းစားကြည့်လူတွေမှာတရားဆိုတာစိတ်ထဲမှာဖြစ်ပေါ်လာပြီဆိုတာနဲ့တပြိုင်နက်ဘာဖြစ်လဲဆိုရင်လူရဲ့စိတ်လေးဟာကြီးလာတယ်တရားဝင်လာရင်လူတွေစိတ်ဟာကြီးလာတယ်ဆိုတာလောဘဆိုတဲ့အတွေးတွေအနောက်တွေဒေါသဆိုတဲ့အတွေးအနောက်တွေဖယ်ရှားပြီးတော့ကုသိုလ်ကောင်းမှုဘက်ကိုစဉ်းစားလာစိတ်ကြီးလာလို့ရှိရင်ဥပုသ်သွားဆောင်အောင်မှပဲတရားသွားနာအောင်မှပဲတရားလေးထိုင်လိုက်အောင်မှပဲဖျားပန်းလဲလိုက်အောင်မှပဲဆိုတဲ့အတွေးလေးတွေဝင်လာတရားမရှိမဝင်မှုတွေဟာကနော်တာမန်နဲ့မဝင်တရားရှိလာပြီဆိုရင်ဒီအတွေးလေးတွေဟာဆင်ငယ်ဖြစ်ပေါ်လာအဲ့လိုဖြစ်ပေါ်လာတာဟာတရားဆိုတဲ့စွမ်းအားကနေပြီးတော့စိတ်ရဲ့အနောက်အကျုကုသိုလ်မဖြစ်အောင်ဆုတ်ပိတ်ထားတဲ့နိဝရဏဆိုတဲ့တရားတွေကိုတရားကနေပြီးတော့
တထင်ကအနေအားဖြင့်ဖယ်ရှားထားတယ်ဖယ်ရှားနိုင်တယ်ကဲနိဝရဏဆိုတာဘာတွေကိုပြောတာတော့ဆိုကာမိဆန္ဒလူချင်းစရာအာယုန်တွေကိုလူချင်းတာကာမိဆန္ဒပဲလူချင်းစရာအာယုန်ဆိုတာမျက်စိကမြင်လို့နားကကြားလို့နှာခေါင်းကနမ်းရှူရလို့လျှာကရဲရလို့ခန္ဓာကိုယ်ကထိတွေ့ရလို့လူချင်းစရာအာယုန်ဆိုတာပေါ်လာအဲ့ဒီပေါ်လာတဲ့လူချင်းစရာအာယုန်တွေကိုလူချင်းတာဟာကာမိဆန္ဒတရားဝင်လာလို့ရှိရင်ဟောဒီကာမိဆန္ဒဆိုတဲ့ဟာတွေမလာတော့ခိတ္တခဏရပ်ဆိုင်သွားသူတို့ကိုဖယ်ရှားပလိုက်ကြည့်တယ်တရားပေါက်လာတဲ့ပုဂ္ဂိုလ်ကသူကဥပုသ်ဆောင်သွားမယ်ဆိုတဲ့ပုဂ္ဂိုလ်ကတယ်လီဗီရှင်းကြည့်အောင်မှပဲဇာကားကြည့်အောင်မှဆိုတဲ့အတွေ့ပဲဝင်တော့မှာတော့နော်ဘယ်အဲ့ဒီအတွေ့မျိုးတွေမတွေးတော့ဘူးလေဥပုသ်ဆောင်သွားအောင်မယ်ဆိုတရားနာသွားအောင်မယ်ဆိုတဲ့စိတ်ပျော်စရာလုပ်ငန်းတစ်ခုပေါ်မှာစိတ်ဝင်စားမှုမရှိဘူးဟောဒါဘယ်သူကဖယ်ရှားပေးတာတော့ဆိုတော့တရားဖယ်ရှားလိုက်တာပဲတရားစွမ်းအားဖယ်ရှားပေးတာဟောနောက်တစ်ခါစိတ်ထဲမှာအလိုမကျဖြစ်နေတာဆိုတာလည်းမပေါ်လာဘူးစိတ်ထဲမှာအလိုမကျတာကိုဖြာပါဒလို့ခေါ်တယ်လောကလူတွေဟာရတာကိုဒီလိုချင်တာကိုရရင်လောဘမရရင်ဒေါသဒီလိုဖြစ်တာအဲ့တော့ဒေါသဆိုတဲ့ဖြာပါဒတရားကိုလည်းပဲတရားကဖယ်ရှားထားတဲ့အချိန်မှာဒါမဖြစ်လာနောက်တစ်ခါကုသိုလ်ကိစ္စတွေမှာစိတ်အားမတက်ဘူးတဲ့စိတ်အားတွန့်တူဆုံးနစ်ပြီးတော့နေတယ်အဲ့ဒါကိုဌိနမိတ်လို့ခေါ်တယ်အဲ့ဒီဌိနမိတ်ဆိုတဲ့တရားကိုလည်းပဲတရားစွမ်းအားကနေပြီးတော့တည်ငါအားဖြင့်ဖယ်ရှားပစ်ထားတယ်ဟောနောက်တစ်ခါဥဒိစ္စကုက္ကုစဒါတရားဆိုတာကိုယ်တဏ္ဍာမှာဖြစ်တာနော်ကိုယ်နဲ့အမြဲတမ်း apply လုပ်ကြည့်ဖို့လိုတယ်ခန္ဓာကိုခန္ဓာဉာဏ်ရောက်နဲ့ပြောနေတာအဲ့ဒါကိုပြောနော်ကိုယ်တဏ္ဍာမှာကြည့်တခါတရံစိတ်တွေဟာလေလွင့်ပြီးတော့နေတယ်စိတ်တွေပူတယ်အဲ့ဒါကိုဥဒိစ္စကုက္ကုစလို့ခေါ်တယ်တရားဖြစ်လာပြီဆိုရင်စိတ်ပူတာတွေစိတ်လေလွင့်တာတွေမရှိတော့စိတ်ငြိမ်းချမ်းလာဒါကြောင့်မို့တရားနာအောင်မယ်ဥပုသ်ဆောင်အောင်မယ်ဆိုတဲ့အတွေ့လေးတွေရလာနှုတ်ဆိုရင်မဖြစ်ဘူးဟောနောက်ဆုံးမှာကိုလုံးနေတဲ့အပေါ်မှာဟုတ်သလားမဟုတ်ဘူးလားလို့တွေးတောနေတဲ့ဂျုံမတန်တရားဖြစ်နေတဲ့ဝိသိကိစ္စဆိုတာလည်းမရှိဘူးဟောအားလုံးပေါင်းလိုက်တဲ့အခါလူချင်းစရာတွေကိုလူချင်းနေတဲ့ကာမိဆန္ဒအလိုမကျဖြစ်နေတဲ့ဗျာပါဒစိတ်တွန့်ဆုတ်နေတဲ့ဌိနမိတ်စိတ်တွေလေလွင့်ပြီးတော့ပူပန်နေတဲ့ဥဒိစ္စကုက္ကုစတန်တရားတန်းလန်းနဲ့မဝေခွဲနိုင်တဲ့ဝိသိကိစ္စဆိုတဲ့ကုသိုလ်တရားတွေကိုပိတ်ဆို့ထားတတ်တဲ့ဟောဒီနိဝရဏတွေတရားကိုရင်ထဲမှာဖြစ်လာပြီဆိုရင်ရှင်းပလိုက်တာသူကအဲ့တော့ရှင်းပြလိုက်တဲ့အတွက်ကြောင့်အဋ္ဌတလိနိထေကရာမှာရေးထားတာတေချာကြည့်မယ်ဆိုလို့ရှင်နော်တတ္ထာဥပ္ပစ္စမာနာရင်နဲ့နှလုံးထဲမှာတရားဆိုတဲ့ဒီစွမ်းအားလေးတစ်ခုပေါ်လာပြီဆိုရင်ဘာဖြစ်လဲတဲ့စိတ်တံပတ္တနံစိတ်လေးဟာချီးလာနော်ချီးလာပြီးတော့နိဝရဏေဝိက္ခံဘေတိနိဝရဏတရားတွေကိုဖယ်ရှားပြလိုက်နိုင်တယ်ဖယ်ရှားပြလိုက်ပြီးတော့စိတ်ဟာချီးလာကိလေသေတဏိတိဓာပေတိကိလေသာတွေကိုအနေထိုင်သွားစေတယ်အဲ့ဒီချိန်မှာမထကြွမတောင်းညံဘူးမတောင်းညံသည့်အတွက်ကြောင့်စိတ်လေးဟာကိလေသာအနှောက်အယှက်တွေအပူပန်တွေခင်းပြီးတော့စိတ်လေးဟာတည်ငါအားဖြင့်အေးမြနေတယ်တခဏအားဖြင့်အေးမြအဲ့ဒီလိုစိတ်ချီးနေတဲ့အချိန်လေးမှာတဲ့ပတန်နေနစိတ်တေနအခုလိုချီးနေတဲ့စိတ်ကလေးဖြင့်ဒါနံဒေတိဒါနကောင်းမှုပြုတယ်သီလံသမာဓိယတိသီလဆောက်တည်တယ်ဥပောသထကမ္မံကရောတိဥပုသ်ဆောင်တယ်လို့ဘာဝနံဘာဝေတိကမ္မထံဘာဝနာပွားများအထုတ်တယ်ဟောတာတရားစွမ်းအားကြောင့်ဖြစ်လာတာလေတော့လူတိုင်းဟာဒီစွမ်းအားမရှိဘူးလေစွမ်းအားမရှိရင်ဒါတွေမလုပ်နိုင်ဘူးမလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ရင်ထဲမှာဒီစွမ်းအားမရှိလို့မလုပ်တာလို့ဒါအမတန်မှထင်ရှားတယ်ပေါ့နော်ဟောဒီစွမ်းအားကအကုသိုလ်တွေကိုတားလိုက်တာတရားဆိုတဲ့အကုသိုလ်တွေကိုတားထားလိုက်တာဟ
ဟောဒီတရားဆိုတဲ့စွမ်းအားတားထားသမျှအကုသိုလ်တွေဟာလူတွေရဲ့ရင်ထဲနှလုံးထဲမှာမဖြစ်လာဘူးဒါအကုသိုလ်တားနိုင်တဲ့စွမ်းအားတစ်ခုပဲပေါ့နော်အဲ့တော့တရားနဲ့ပတ်သက်ပြီးတော့ဘောဓုတ္တမှတ်เสียရတယ်မြတ်စွာဘုရားကတရားနဲ့ပတ်သက်ပြီးတော့ဟောထားတာရှိသေးတယ်တတ္ထာဆိုတာတဲ့မျိုးစေ့နဲ့အလားတန်တူတယ်တတ္ထာဘိဇံတရားဟာမျိုးစေ့ပဲမျိုးစေ့ဆိုတာဘာအတွက်မျိုးစေ့လဲဆိုတော့မက်သီးဖို့သည်မက်ပန်းဖို့ပန်းပွင့်ဖို့အတွက်မျိုးစေ့လို့ဒီလိုပြောလို့တာပေါ့နော်အသိဉာဏ်တွေပွင့်လန်းဖို့အတွက်တရားဟာမျိုးစေ့ပဂတိမျိုးစေ့ဟာအလုံးနှစ်ခုလုံးတယ်တေချာစဉ်းစားကြည့်မယ်ဆိုရင်ဒီမျိုးစေ့တစ်ခုတရက်စီကလေးတစ်ခုဟာအလုံးနှစ်ခုလုံးတယ်တဲ့ဘာအလုံးလုံးတယ်လဲဆိုတာကိုကြည့်တရက်စီလေးကိုမြေထဲချပြီးတော့စိုက်လိုက်လို့ရှိရင်အောက်မှာအမြစ်ကလေးဆင်းလာတယ်အပေါ်ကိုအမြောက်ထွက်လာတယ်ဟောဒီနှစ်ခုလုံးတယ်သူကအမြစ်ဆင်းတာလည်းပဲဟောဒီမျိုးစေ့ကဆင်းတယ်အညောင်လေးအပေါ်တက်လာတာလည်းမျိုးစေ့ကပဲတရက်စီကပဲဖြစ်တယ်အလုံးနှစ်ခုလမ်းနဲ့တွေ့နဲ့ထွက်ပေါ်လာတယ်လို့ဒီလိုပြောအဲ့တော့တရားဆိုတဲ့မျိုးစေ့ရှိတဲ့ပုဂ္ဂိုလ်ကလည်းအလုံးနှစ်ခုလုံးလာဘာအလုံးလဲလို့ဆိုရင်ကိုချင်းသီလဆိုတဲ့ကုသိုလ်တရားတွေရဲ့အမြင့်လို့ဆိုတဲ့သီလနဲ့ပြည့်စုံလာတယ်ဒါအမြင့်သက်ဆင်းခြင်းပဲသမထဝိပဿနာဘာဝနာကျင့်စဉ်ကိုအားထုတ်လာတာဒါကအညော့တက်ခြင်းပဲဟောတရားရှိလာပြီဆိုရင်သီလဆိုတဲ့အခြေခံအမြင့်ကိုလည်းပြည့်စုံအောင်ဖြစ်ပေါ်စေတယ်သမထဝိပဿနာဆိုတဲ့အညော့ကိုလည်းပဲပေါ်ပေါက်လာစေတယ်ဒါတရားရဲ့မြတ်စွာဘုရားကတင်စားပြီးတော့ဟောထားတယ်တရားရဲ့စွမ်းအားတစ်ခုပဲပေါ့ဟောနောက်တစ်ခုတတ္တိတဝိတ္တံပုရိတတ္တသစ္ဆံလို့အာလဝကကြီးရဲ့အမေးကိုမြတ်စွာဘုရားဖြေတဲ့အခါတရားဟာဥစ္စာနဲ့တူတယ်ဥစ္စာဟာလူတွေရဲ့နှစ်သက်ကျင့်တတ်မှုချမ်းသာဒုက္ခကိုပေးနိုင်တယ်လို့ပဲတရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတရားတရားကိုအကြောင်းပြုပြီးတော့ဒါနကောင်းမှုတွေလုပ်တယ်သီလတွေဆောက်တည်တယ်ကမ္မထဘာဝနာပွားများအဲ့ဒီကုသိုလ်တွေရဲ့အကျိုးကျေးဇူးကိုခံရပြီးတော့နှစ်သက်ကျင့်တတ်မှုကိုရတယ်ဟောတရားဟာနှစ်သက်ကျင့်တတ်မှုယာယီပေးနိုင်တယ်လို့ဆိုတာမြတ်စွာဘုရားအတူတူဟောတာနော်အေးကောင်းပြီဒီတရားဆိုတဲ့စွမ်းအားမိမိတို့တဏ္ဍာမှာမဖြစ်သေးလို့ရှိရင်ဘုန်းကြီးတို့တွေဖြစ်အောင်လုပ်ရဖြစ်အောင်ကြိုးစားဒါဖြင့်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့ဆိုတော့တရားကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်ရကိုယ့်ရဲ့တရားစွမ်းအားတွေတိုးမြင့်ခြင်းလို့ရှိရင်မြတ်စွာဘုရားကိုဂုဏ်ကိုအာယုပြုပေးရမြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုပြုပေးပြီးတော့လူတော်လူကောင်းဘုရားယဟန္တာတွေရဲ့အကြောင်းလေးတွေကိုမကြဖတ်ရှုပေးပြီးတော့အတူယူအားကြတဲ့စိတ်တွေပေါ်လာအောင်လုပ်ပြရဒါတရားတရားတွေဖြစ်အောင်လုပ်တဲ့နည်းတစ်ခုပဲတရားတရားနည်းတဲ့ပုဂ္ဂိုလ်တွေနဲ့မပေါင်းနဲ့ပေါင်းလိုက်လို့ရှိရင်သူတို့ကတရားတရားပြက်ပြားခြင်းအကြောင်းတွေပြောတဲ့အခါမှာကိုယ်လည်းဟုတ်တယ်လို့ထင်သွားတတ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီပုဂ္ဂိုလ်ပေါင်းသင်းတာကလည်းပဲအမြဲတမ်းအရေးကြီးလို့မြတ်စွာဘုရားကဒါကဥပနိဒေယပစ္စည်းလို့ခေါ်တယ်ပတ်ဝန်းကျင်ဟာတိတ်အရေးကြီးတယ်ဟောပတ်ဝန်းကျင်ကိုကိုယ်ရွေးချယ်ပြီးတော့နေဖို့လိုတယ်တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေတရားနာတဲ့ပုဂ္ဂိုလ်တွေသီလဆောက်တည်တဲ့ပုဂ္ဂိုလ်တွေတရားစွမ်းအားနဲ့အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေနဲ့တူတူသွားတူလာတူနေလိုက်မယ်ဆိုရင်မိမိကိုယ်တိုင်လည်းဒါတွေလှုပ်ဖြစ်သွားတယ်လှုပ်ဖြစ်ရင်းနဲ့တရားစွမ်းအားတွေဟာတိုးလာဟောဒီလိုဆွလို့တာပေါ့နော်အေးဒီတရားဆိုတဲ့စွမ်းအားဟာသေခပုဂ္ဂိုလ်တွေရဲ့စွမ်းအားတစ်မျိုးပါတဲ့ဒါကအခြေခံတရားဒီတဲ့အရှင်းမြင့်လာတဲ့တရားကြတော့ကြည့်တရားဟာဘယ်ထိအောင်သွားတာတော့ဆိုမက်ဖို့နိဗ္ဗာန်ထိအောင်သူ့စွမ်းအားကိုအခြေပြုပြီးတော့သွားတယ်သို့တော့တခုတတိထားဖို့ရာကတရားကတိုက်ရိုက်အနေနဲ့မဂ္ဂင်၈ပါးထဲမှာမပါဘူးနော်တိုက်ရိုက်အနေနဲ့မဂ္ဂင်၈ပါးထဲမှာမပါဘူးမပါပေမဲ့လို့တရားကနေပြီးတော့မဂ္ဂင်၈ပါးကိုကျင့်သုံးစေတတ်တဲ့စွမ်းအားတစ်ခုဖြစ်ပေါ်လာစေဒါကြောင့်မို့တရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုအလုပ်တွေကိုလုပ်ချင်တာလဲဆိုရင်
ယတနာကာမောသီလဝတ္တကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေလူတော်လူကောင်းတွေဆိုရင်တွေ့ချင်တယ်သူကဒါတရားရဲ့တွင်ပြင်လက္ခဏာတစ်ခုတရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေတွေ့ချင်တယ်တတ္တမံသောတုမိစ္ဆတိသူတော်ကောင်းတရားကိုနာကျင်တဲ့ဆန္ဒရှိတယ်ဟောဒါလည်းတရားရဲ့စွမ်းအားတစ်ခုဝိတ္တိမစ္စေတာမလားပစ္စည်းနဲ့ပတ်သက်ပြီးကိုယ်သာသုံးမယ်ဆိုတဲ့နှမျောတွန့်တိုတဲ့ဟာမျိုးမရှိဘူးတဲ့အဲ့ဒါဟာတရားစွမ်းအားရှိတဲ့ပုဂ္ဂိုလ်ရဲ့တွင်ပြင်လက္ခဏာတစ်ခုပဲအဲ့တော့ကိုယ်တဏ္ဍာမှာဒီလိုအခြေအနေမျိုးတွေဖြစ်နေဒါတရားတရားဖြစ်တယ်လို့ပြောတခါတည်းကအဆင့်မြင့်တဲ့တရားတရားကြတော့ဘယ်လိုတရားတရားမျိုးလဲလို့ဆိုရင်ဝိပဿနာကျင့်စဉ်တခုကိုကျင့်တယ်ရုပ်တရားနံတရားတွေကိုဆင်ញင်သုံးတတ်တယ်နာမရူပပြိစေတာဉာဏ်ကိုရတယ်တတ္တဝါဆိုတဲ့အတွေးကိုဖြောင်းနိုင်တယ်ယုံနဲ့နာနှမျိုးပဲရှိတယ်ဒီယုံနဲ့နှမျိုးဟာလည်းပဲဆိုင်ရာဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်တယ်လို့အကြောင်းတရားတွေကိုပါရှင်းရှင်းလင်းလင်းမြင်တဲ့ပစ္စယပရိက္ခဉာဏ်ရတယ်ရပြီးတဲ့အခါဒီယုံနဲ့နေပေါ်မှာဆင်ញင်သုံးတတ်ကြည့်တဲ့အခါမှာမမြဲတဲ့သဘောတွေကိုတွေ့တယ်အဲ့ဒီတွေ့တဲ့အခါမှာဟာမမြဲဘူးဆိုတာတကယ်ဟုတ်တာပဲလို့သိပြီးတော့ဆုံးဖြတ်တာကိုလည်းတတ္တာလို့ခေါ်တယ်ဒီမှာအဲ့ဒါကြတော့အဓိမောက္ခလို့ပြောတာဟောအဲ့ဒီဝိပဿနုပက္ခိလေသာတရား10မျိုးထဲမှာဒီအဓိမောက္ခဆိုတာပါတယ်အဲ့ဒီအဓိမောက္ခဆိုတာ resolution စိတ်ကိုဆုံးဖြတ်နိုင်တရားဟာဒီဆုံးဖြတ်နိုင်စွမ်းရှိတာကိုလည်းပဲအဓိမောက္ခလက္ခဏာဆုံးဖြတ်နိုင်တဲ့လက္ခဏာရှိတယ်တဲ့ယုံကြည်တဲ့ပုံမှာအခြေခံပြီးတော့သူကဆုံးဖြတ်တာဟောအသိဉာဏ်နဲ့တွဲဖက်ပြီးတော့သူကဒါဟုတ်တယ်အမှန်အနိစ္စမမြဲဘူးဆိုတာဟုတ်တယ်ဒုက္ခဆင်းရဲတယ်ဆိုတာမှန်တယ်အနတ္တကိုမပိုင်ဘူးဆိုတာမှန်တယ်လို့ဆုံးဖြတ်ချက်ချနိုင်သွားတာဟာလည်းပဲတတ္ထာလို့ပြောတယ်အဲ့ဒီတတ္ထာစွမ်းအားတွေယူပြီးတော့ဒီဝိပဿနာကျင့်စဉ်ကိုတိုးမြင့်သွားလို့တရားရဲ့စွမ်းအားနဲ့အသိဉာဏ်တွေဖြစ်ပေါ်လာပြီးတော့သောတပန်သောတပတ္တိမဲ့ဖြစ်ပေါ်လာတဲ့ပုဂ္ဂိုလ်ကိုတတ္ထနုတာရီပုဂ္ဂိုလ်လို့ခေါ်တာတတ္ထနုတာရီဆိုတာတရားတရားတသက်နဲ့သောတပန်ဖြစ်တယ်လို့အဓိပ္ပာယ်ဆိုလိုတာမဟုတ်ဘူးတရားစွမ်းအားကိုအသုံးပြုပြီးတော့မဂ္ဂင်၈ပါးအကျင့်တရားနဲ့ရန်သောတပန်ဖြစ်တာပဲမဂ္ဂင်၈ပါးမကျင့်မဲနဲ့တော့ဘယ်သူမှမဖြစ်ဘူးเนาะမဂ္ဂင်၈ပါးမကျင့်မဲနဲ့ဘယ်သူမှမဖြစ်ဘူးအရင်တုန်းကသီလသမာဓိကျင့်เสียမလိုဘူးတရားလေးဖြစ်တာနဲ့သောတပန်ဖြစ်ပါတယ်လို့ဆိုပြီးတော့ဗမာပြည်မှာဟောနေတဲ့ဘုန်းကြီးတစ်ပါးရှိတော့ဒီကဘာအေးမှာတန်ခါနာယကယုံကနေပြီးတော့ဝိနည်းဆရာချခဲ့ရတာရှိတယ်ပေါ့မမှန်ဘူးဆိုတာเนาะတရားတရားလေးဖြစ်တာနဲ့တင်ပဲသောတပန်ဖြစ်ပါတယ်လို့ဆိုတဲ့စကားဟာမဟုတ်ဘူးသို့တော့တရားစွမ်းအားကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်ကျင့်လို့သောတပန်ဖြစ်တယ်လို့ပြောမှမှန်တယ်တရားစွမ်းအားနဲ့သွားတာတရားရဲ့တွန်းအားပေါ့အဓိကအဲ့ဒီပုဂ္ဂိုလ်မျိုးကိုတတ္တနုတာရီလို့ခေါ်တယ်တရားကနေဥဆောင်ပြီးတော့ဒီလမ်းကြောင်းပေါ်ကိုတွန်းတင်ပေးလိုက်တာဆုံးဖြတ်ချက်နဲ့တွန်းတင်ပေးလိုက်တာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကြတော့တတ္တနုတာရီသောတပန်သောတပတ္တိမဂ္ဂထပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတာအဲ့တော့မြတ်စွာဘုရားသုံးတဲ့စကားလုံးတွေဟာတည်တည်ချာချာကြာကြာနာနာစာပေကျမ်းဂန်ထဲမှာတတ်တမှတ်မှတ်ရှိတတ်တမှတ်မှတ်ရှိတဲ့အတိုင်းပုံဖော်မှအဲ့လိုမဟုတ်ဘဲနဲ့ကိုထင်ရစွတ်ပြီးအဓိပ္ပာယ်ပြောရင်ဘယ်တော့မှမမှန်ဘူးဒါဟောသုံးတဲ့စကားလုံးကဘုရားဟောတဲ့စကားလုံးကိုသုံးတယ်အဓိပ္ပာယ်ကျတော့ကိုဖော်ခြင်းရဖော်တယ်ဆိုတာဒါ interpretation မှားတယ်ပေါ့ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားကတရားတော်ဒီအမည်နာမပေးတဲ့အခါမှာဒီပုဂ္ဂိုလ်တွေအကြောင်းကိုဟောရင်လည်းပဲသူ့ဟာသူ definition ပေးထားပြီးတာအကုန်လုံးကြည့်ပုဂ္ဂိုလ်အကြောင်းတွေကိုရှင်းပြထားတာဒီအဘိဓမ္မာ9ကျမ်းထဲမှာပုဂ္ဂလပညာတိဆိုတဲ့ကျမ်းဟာအလကားဟောထားတာမဟုတ်ဘူးအခုပြောတဲ့တတ္တနုတာရီတို့ဆိုတာဘယ်လိုပုဂ္ဂိုလ်ဆိုတာကိုအဲ့ထဲမှာတိတိကျကျရေးထားတာเนาะအဲ့ဒီအဓိပ္ပာယ်မျိုးနဲ့မယူဘဲနဲ့တခြားနည်းနဲ့ယူရင်မှားဒီလိုဆိုလိုတာအလုံးဟာစာပေကျမ်းဂန်တွေမှာတိတိကျကျမှတ်တမ်းတင်ထားပြီးသားတွေအကုန်ရှိတယ်ပေါ့အေးကောင်းပြီတရားစွမ်းအားဆိုတာသောတပန်အဆင့်ထိအောင်ဖြစ်သွားနိုင်လောက်အောင်သူကစွမ်းရည်တတိရှိတယ်လို့နောက်ပိုင်းကျရင်တတ္တာဆိုတာယုံကြည်ယုံတတ်တတ်မဟုတ်ပဲနဲ့ဆုံးဖြတ်နိုင်စွမ်းရှိတဲ့အနေအထားမျိုးထိအောင်ရောက်တယ်လို့ဆိုတာကိုဘုန်းကြီးတို့တွေမှတ်သားကြအေးတတ္တာစွမ်းအားရှိနေပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာ
သူ့တဏ္ဍာမှာအကုသိုလ်တွေတရားစွမ်းအားကတားထားသမျှအကုသိုလ်တွေဟာမဖြစ်နိုင်ဘူးတဲ့ဒါအကုသိုလ်ရှောင်တဲ့ဤတနည်းတစ်ခုပဲတဲ့တရားစွမ်းအားကိုအသုံးပြုပြီးတော့သေခပုဂ္ဂိုလ်တွေဟာသူတို့တဏ္ဍာမှာအကုသိုလ်တွေဖယ်ထုတ်ပြီးတော့အကုသိုလ်တွေမဖြစ်အောင်တားတာကဲကောင်းပြီနောက်အကုသိုလ်တားနိုင်တဲ့စွမ်းအားတစ်ခုဘာလဲလို့ဆိုရင်ဒီစွမ်းအားကဟိရိလို့ခေါ်တယ်နောက်တတိယစွမ်းအားကဥတ္တပလို့ခေါ်တယ်ဒီဟိရိဥတ္တပဒီနှစ်ခုကိုတော့တွဲပြီးတော့ပြောတာအဆင်ပြေတယ်ဒါကြောင့်ဟိရိနဲ့ဥတ္တပဟိရိဆိုတာဆက်ဆုပ်တယ်ယွန်ရှာတယ်ရှက်တယ်တခါတရံကျတော့ဆက်ဆုပ်တယ်လို့သုံးတယ်တခါကျတော့ရှက်တယ်လို့သုံးတယ်အဲ့တော့ရှက်တယ်ဆိုတဲ့အခါမှာလူတွေမှာရှက်တာတွေကအမျိုးမျိုးရှိတယ်လူကြားတဲ့ထစကားမပြောဘူးရှက်မပြောရဘူးရှက်တယ်ဆိုအဲ့ဒီအရှက်တွေမျိုးနဲ့မဆိုင်ဘူးတဲ့ဟာနော်ဟိရိကရှက်တယ်ဆက်ဆုပ်တယ်ဆိုတာမဟုတ်တာလောကမှာရှက်တာမဟုတ်တဲ့အလုပ်ကိုဆက်ဆုပ်တာဆက်ဆုပ်မှုနဲ့ရှက်မှုအဲ့ဒီနှစ်ခုကိုဟိရိဘာကိုဆက်ဆုပ်တာတော့ဘာကိုရှက်တာတော့ဆိုရင်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့မလှုပ်တဲ့အလုပ်တွေကိုလုပ်ရမှာသူကရှက်တယ်မလှုပ်တဲ့အလုပ်တွေကိုယွန်းတယ်ယွန်းနာမှဘလောက်ယွန်းတယ်လဲလို့ဆိုရင်မစင်ကိုမကင်ကျင်လောက်အောင်ယွန်းတာမျိုးလို့ယွန်းတယ်အကုသိုလ်ဆိုလို့ရှိရင်အဲ့လိုယွန်းအကုသိုလ်တွေကိုယ်တဏ္ဍာမှာဖြစ်မှာကိုရှက်တယ်ယွန်းတယ်အဲ့ဒါဟာဟိရိလို့ခေါ်တယ်လူတွေရဲ့တဏ္ဍာမှာဒီဟိရိရှိမှကုသိုလ်ဆိုတာဖြစ်တယ်ဟိရိမရှိဘူးဆိုရင်ကုသိုလ်မဖြစ်နိုင်ကာဥတ္တပကြတော့ဘာတော့ဆိုရင်အဲ့ဒီဒုစရိုက်တွေအကုသိုလ်တွေကိုသူကြောက်တယ်ကြောက်တယ်ဆိုတဲ့နေရာမှာနော်တစေကြောက်တာတို့ဘာကြောက်တာညာကြောက်တာတွေမျိုးမျိုးရှိတယ်ဒါကြောက်တာကဘာကိုကြောက်တာတော့ဆိုရင်အကုသိုလ်တွေကိုကြောက်တာအကုသိုလ်တွေကိုကြောက်တာဆိုတာအကုသိုလ်ကဖြစ်ပေါ်လာမဲ့အကျိုးကျေးဇူးအကျိုးကိုကြောက်တာရှိလေကြောက်ပုံကြောက်နည်းတစ်ခုကိုစဉ်းစားကြည့်လိုက်မီးရဲဖုတ်ထားတဲ့တန်ကြောင်းကြီးကိုမကန်ရဲတာဘာဖြစ်လို့ပူမှကြောက်တာနော်ပူမှကြောက်တာပူမယ်လောင်မယ်မကန်ရဲဘူးအဲ့ဒါလိုပဲအကုသိုလ်လှုပ်လိုက်လို့ရှိရင်အကုသိုလ်ရဲ့ဆိုးကျိုးတွေငါခံရမယ်ဆိုတဲ့အကြောင်းမျိုးကြောက်တာမျိုးဒါဥတ္တပလို့ခေါ်တယ်တစ်စေကြောက်တာတရေကြောက်တာနဲ့မတူဘူးနော်ဟိုဟာကဒေါသနဲ့ကြောက်ဒါကအကုသိုလ်ကြောက်စရာလို့အပြစ်ကိုမြင်ပြီးတော့ကြောက်တာခုနကဒီမိဖုတ်ထားလို့ရဲနေတဲ့တန်ကြောင်းကြီးသွားကင်လိုက်လို့ရှိရင်ကိုယ်လောင်မှလေပူမှလေအဲ့ဒီဖြစ်ပေါ်လာမဲ့အကျိုးကျေးဇူးကိုကြောက်တယ်အကျိုးကိုကြောက်အဲ့ဒါလိုပဲဒီအကုသိုလ်လုံးလိုက်လို့ရှိရင်အကုသိုလ်ကငါ့ကိုဒုက္ခပေးမှဆိုအဲ့ဒီဟာကိုကြောက်တယ်ဟောအဲ့ဒါကိုဥတ္တပလို့ခေါ်တယ်အဲ့တော့ဒီနှစ်ခုစလုံးဟာအကုသိုလ်ရှောင်တာချင်းကြတော့တူတူပဲခုနတုန်းကယွန်လို့ရှောင်တယ်ခုဟာကြောက်လို့ရှောင်အဓိကရှောင်တာကအဓိကယွန်နာကြောက်တာဆိုတာရှေ့ပိုင်းကစိတ်အခြေအနေတစ်ခုစိတ်အခြေအနေတစ်ခုဒါမှမဟုတ်ဒီနှစ်ခုကအမြဲတမ်းတွဲထားတယ်အာယုံကတူတူပဲဒုစရိုက်ကိုအာယုံပြုပြီးတော့သူကတစ်ခုကယွန်နာကိုကြည့်ပြီးတော့ရှောင်တယ်တစ်ခုကကြောက်တာကိုအခြေခံပြီးတော့ရှောင်တယ်အဲ့ဒါကိုထင်ရှားအောင်ဥပမာပေးတာခုနကတန်တုံးကြီးတုံးကတော့မစင်နေလူးနေတယ်တန်တုံးကြီးတုံးကမီးရဲဖုတ်ထားတယ်နှစ်ခုစလုံးဘယ်သူကင်မလဲဆိုဘယ်ဟာမှမကင်ဘူးနော်မစင်ကြတော့ယွန်လို့မကင်တာမစင်လူးနေတဲ့တန်တုံးကြတော့ယွန်လို့မကင်တာမီးရဲဖုတ်ထားတဲ့တန်တုံးကြလောင်မကြောက်လို့မကင်တာမကင်တာချင်းတူတူပဲရှောင်တာချင်းတူတူအဲ့ဒီတိုင်းပဲအကုသိုလ်ကိုရှောင်တယ်ဆိုတာရှက်လို့ယွန်လို့ရှောင်တာဟိရိနော်ကြောက်လို့ရှောင်တာကဥတ္တပတဲ့ဟိရိဥတ္တပဟာနှစ်ခုတွဲထားတယ်အကျိုးတစ်ခုရလာနောက်တနည်းနဲ့ပြောမယ်ဆိုလို့ရှင်ဟိရိဆိုတာကိုလေးစားတာဟိရိအတ္တဂါရဝကိုလေးစားလူဆိုတာကိုလေးစားပြီးတော့မဟုတ်တာမလုပ်တဲ့လူရှိတယ်နော်ကိုသိက္ခာကိုလေးစားတယ်ဥတ္တပဆိုတာပတ်ဝန်းကျင်ကိုလေးစားတာနှစ်ခုစလုံးကိုလေးစားရတာကိုလည်းလေးစားတယ်ပတ်ဝန်းကျင်ကိုလည်းလေးစားတယ်အေးကိုလေးစားတယ်ဆိုတဲ့ပုဂ္ဂိုလ်ကကိုသိက္ခာကိုငါလိုလူကဒါမျိုးပဲလုပ်မလဲဟောကိုသိက္ခာကိုလေးစားတဲ့အခါငါလိုလူကဒီအလုပ်မျိုးဘယ်တော့မှမလုပ်ဘူးဟောအဲ့ဒါဟိရိလို့ခေါ်တယ်ဥတ္တပကြတော့ငါလုပ်လိုက်ရင်ငါရဲ့အပေါင်းအသင်းတွေထိခိုက်ကုန်မှာပေါ့ဟောဒါပတ်ဝန်းကျင်ကိုလေးစားတာ
နှစ်ခုစလုံးဟာလေးစားလိုက်တာကြီးပဲလေးစားပြီးတော့ရှောင်ကျဉ်တာဒါကြောင့်မို့လို့ဟိရိဩတ္တပအင်တန်မှအရေးကြီးတဲ့စွမ်းအားနှစ်ခုပဲတဲ့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဒီဟိရိဩတ္တပမရှိဘူးဆိုလို့ရှိရင်မြတ်စွာဘုရားသုတ်တန်တစ်ခုမှဟောထားတယ်လူသားတွေရဲ့လူလောကကိုအရှင်းမြင့်စေတတ်တဲ့တရားဟာဒီတရားပဲအကယ်၍ဟိရိဩတ္တပမရှိဘူးဆိုရင်လူတွေဟာဘာနဲ့ဥပမာတူမလို့ဆိုရင်လမ်းမေးကခွေးတွေနဲ့တူတူပဲလို့ဒီလိုပြောတယ်နော်အိမ်ခွေးတောခွေးတွေရဲ့အနေထားနဲ့ဘာမှမထူးဘူးဟိရိဩတ္တပသူတို့မှမရှိဘူးလေမရှိလို့တတ္တဝါတွေနဲ့လူတွေကိုထိမ့်သိမ့်ပြီးတော့လူရဲ့အဆင့်တန်း human dignity ကိုဖြစ်ပေါ်စေတာဒီဟိရိဩတ္တပနှစ်ခုချောင်းလူတွေဟာလူသားပြည်ပြည်တသာဖြစ်နေတာ human dignity ကိုချင်းတရားနဲ့ပတ်သက်လာလို့ရှင်ဒီလိုပေါ့နော်အတိညာနဲ့ပတ်သက်ရင်တော့ဒါရှိသေးတာပေါ့ human dignity နဲ့ပတ်သက်လာလို့ရှင်ဒီဟိရိဩတ္တပကိုဒါမှမဟုတ်လောကပါဠတရားလို့ရသော်ဗျာဟောတာလူလောကကြီးကိုတိရစ္ဆာန်လောကနဲ့ကွဲပြားခြားနားပြီးတော့အဆင့်မြင့်အောင်ထိမ့်သိမ်းဆော့ရှော့ပေးတာဟောဒီဟိရိဩတ္တပပဲလို့ရသော်ဗျာဒီလိုဟောတာနော်ဒါကြောင့်မို့လို့ဟိရိဩတ္တပဆိုတဲ့ဒီစွမ်းအားနှစ်ခုဟာလည်းပဲအကုသိုလ်တွေကိုဟန်တားနိုင်တဲ့စွမ်းအားနှစ်ခုပဲလို့ဒီလိုမှတ်ရဟောနောက်စွမ်းအားတစ်ခုကဘာတော့ဆိုဝီရိယဆိုတာမြန်မာစကားလိုပဲဖြစ်နေတာလေဝီရိယဆိုတာစိတ်ရဲ့ရွယ်ဆန်းတတ္တိရှိမှုကိုဝီရိယလို့ခေါ်တာပြောင်းညံ့တဲ့ပုဂ္ဂိုလ်တွေမှာဒီဟာမရှိဘူးပြောင်းညံ့တဲ့ပုဂ္ဂိုလ်တွေမှာအပြင်းကလွှမ်းမိုးထားတာဝီရိယရှိတဲ့ပုဂ္ဂိုလ်ဆိုတာအမြဲတမ်းတက်ကြွရှိတယ်သူကတက်ကြွရှိဒါပေမဲ့ဒီနေရာမှာဆိုလိုတဲ့ဝီရိယကဘာလဲလို့ဆိုရင်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်တွေဖယ်ရှားနိုင်အောင်ထိမ့်သိမ်းဆောက်ရှောက်ကြိုးစားအထောက်မှုကုသိုလ်ဘက်ကမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်ဆိုရင်ကြိုးစားအထောက်မှုအဲ့ဒီကြိုးစားအထောက်မှုနဲ့ပတ်သက်လာတဲ့အခါကျတော့တကယ်ကိုစိတ်ဆွမ်းအားဟာခိုင်ခိုင်မာမာနဲ့ကြိုးစားအထောက်တယ်ဆိုပါစို့ဒေါသမဖြစ်အောင်ထိန်းတယ်ဖြစ်လာလို့ရှိရင်ဒေါသကိုဖယ်ရှားပြစ်တယ်မေတ္တာမဖြစ်သေးရင်ဖြစ်အောင်လုပ်တယ်ဖြစ်လာတဲ့မေတ္တာတိုးပွားအောင်လုပ်တယ်ဒီလိုကြိုးစားမှုကိုဝီရိယလို့ခေါ်တယ်အဲ့ဒီကြိုးစားမှုမပါဘဲနဲ့လေဒီစိတ်ဆန်းအောင်မှုမရဘဲနဲ့လည်းပဲခုနအကုသိုလ်ဆိုတာမတားနိုင်ဘူးအကုသိုလ်တားဖို့ရဒါကြိုးစားအထောက်မှုပါအများကြီးလိုအပ်တယ်လို့ဒီလိုပြောတာနော်ကြိုးပမ်းအထောက်မှုကအများကြီးလားဒါကြောင့်မို့ဒါကိုပဲသမ္မပဋ္ဌာန်တရား၄ပါးလို့ဆိုပြီးတော့ဟောတယ်မဂ္ဂင်၈ပါးထဲမှာသမ္မာဝါယာမတို့ဟောတယ်ဘုဇင်9ပါးထဲကျတော့ဝီရိယတန်ဖိုးဇင်တို့ဟောတယ်ဣဋ္ဌိပတ်ထဲကျတော့ဝီရိယဣဋ္ဌိပတ်လို့ဟောတယ်နော်အဓိပတိထဲကျတော့ဝီရိယအဓိပတိလို့ဟောတယ်ဒီစွမ်းအားဟာအင်တာမကြီးမားတာဖြစ်လို့လောကလူတွေကတော့ဝီရိယကောင်းရမယ်တို့ကြိုးစားရမယ်တို့ဆိုတာတော့လူတကာပြောကြတယ်ပေါ့သို့တော့အဲ့ဒီပြောတဲ့ဝီရိယရဲ့စွမ်းအားဟာဘလောက်တတ္တိရှိတယ်ဘယ်အနေထားမျိုးထိအောင်ရှိတယ်ဆိုတာကိုသိဖို့လိုအပ်တယ်ပေါ့ဒါကြောင့်မို့မဂ္ဂင်၈ပါးအကျင့်တရားထဲမှာလည်းပဲဒီသမ္မာဝါယာမဆိုတာရှိတာပဲဒါကြောင့်မို့ကြိုးစားအထောက်မှုဆိုတဲ့နေရာမှာမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုဆိုတာဒီနေရာမှာနိဗ္ဗာန်ကိုရချင်လို့စိတ်နှလုံးငြိမ်းချမ်းမှုကိုလိုချင်တဲ့ပုဂ္ဂိုလ်တိုင်းဟာစိတ်နှလုံးကိုပူလောင်စေတတ်တဲ့အကုသိုလ်တွေမဖြစ်အောင်ထိန်းတာကြိုးပမ်းအထောက်မှုတစ်ခုပဲဖြစ်လာရင်တွန်းလှန်ဖယ်ရှားပြစ်တာဒါကြိုးပမ်းအထောက်မှုတစ်ခုပဲစိတ်နှလုံးအေးချမ်းမှုနဲ့ချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာမဖြစ်သေးဘူးဆိုရင်ဖြစ်အောင်လုပ်တယ်ဖြစ်ပြီးရင်တိုးပွားလာအောင်ကြိုးစားတယ်ဆိုတာဒါကြိုးပမ်းအထောက်မှုတွေပဲအဲ့ဒီကြိုးပမ်းအထောက်မှုမပါဘဲနဲ့နိဗ္ဗာန်ဆိုတာလည်းမျက်မှောက်မပြုနိုင်ဘူးကောင်းရာသူတိဆိုတာလည်းမရောက်နိုင်ဘူးဒါကြောင့်မို့ဒီကြိုးပမ်းအထောက်မှုဟာအကုသိုလ်တွေကိုတားတဲ့နေရာမှာလည်းပဲအမတန်မှအရေးပါတဲ့တရားတစ်ခုအဖြစ်မြတ်စွာဘုရားဒီလိုဟောထားတာနော်အဲ့ဒါဟာသေခပုဂ္ဂိုလ်ရဲ့စွမ်းအားတစ်ခုပဲကြိုးပမ်းအထောက်မှုကိုအကြောင်းပြုပြီးတော့ဒီမက်ဖို့နိဗ္ဗာန်ဆိုတာလည်းရသွားတယ်မကြိုးပမ်းတဲ့ပုဂ္ဂိုလ်တွေဟာကြည့်မကြိုးပမ်းမှုဆိုတာဘယ်လိုဟာတော့တခါပြောမယ်ဆိုလို့ရှိရင်လူတွေဟာအတွေးထဲမှာနစ်မျောပြီးတော့မမှန်ကန်တဲ့အတွေးတွေဘယ်လိုအတွေးတွေတွေးတော့ဆိုကာမဝိတ္တပြောစရာအာယုန်တွေဆိုတော့တွေးတာမှာလူတွေမှာ
မျက်စိနဲ့ပြောစရာတွေတွေးပြီးတော့နေတယ်နားနဲ့နားထောင်ဖို့ပြောစရာတွေတွေးတယ်နှာခေါင်းနဲ့နမ်းရှူဖို့ပြောစရာတွေတွေးတယ်အရသာခံဖို့ပြောစရာတွေတွေးတယ်ခန္ဓာကိုယ်နဲ့အထိတွေ့ကောင်းတာတွေကိုပြောစရာတွေကိုတွေးတယ်အဲ့ဒါတွေကိုကာမဝိတ္တလို့ခေါ်တယ်အဲ့ဒီအတွေးတွေထဲမှာနေမျောပြီးတော့နေတဲ့ပုဂ္ဂိုလ်ကိုပြင်းတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ဝိရိယမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီအတွေးကိုတွန်းလှန်နိုင်တဲ့ပုဂ္ဂိုလ်မှာဝိရိယရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်တယ်တနည်းအားနောက်ဗျာပါဒဝိတ္တလူတွေမှာကျင့်နေရင်သူကလောဘနဲ့တွေးတယ်မကျင့်ဘူးဆိုလို့ရှိရင်ဒေါသနဲ့အမုန်းနဲ့တွေးတာရှိတယ်အဲ့ဒီအမုန်းနဲ့တွေးတာကိုလည်းလက်ခံပြီးဆက်တွေးနေလို့ရှိရင်လူပြင်းလို့သတ်မှတ်တယ်သူကဘာဖြစ်လို့လူပြင်းလို့သတ်မှတ်တာတော့ဆိုမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးသားအကုသိုလ်တွေကိုဖယ်ရှားပြရမယ်ဆိုတာသူကမဖယ်ရှားဘဲနဲ့လက်ခံထားတဲ့ပုဂ္ဂိုလ်ဖြစ်တာအဲ့တော့ပြောမယ်ဆိုလို့ရှိရင်လူတွေကလူဆိုးလက်ခံတာကြတော့သူကအပြစ်ရှိတယ်လို့ထင်ကြတာနော်လူဆိုးလက်ခံထားလို့ရှင်အပြစ်ရှိတယ်ဆိုတာတခဏတဘဝပဲအပြစ်ရှိနိုင်တယ်လူဆိုးလက်ခံထားအခုလူဆိုးနဲ့အလားတူတူတဲ့ဒီလောဘဒေါသလက်ခံထားတဲ့ပုဂ္ဂိုလ်ကြတန်တရားမှာကိုဒုက္ခရောက်မှာသူလူဆိုးလက်ခံတာအဲ့တော့လူဆိုးလက်ခံတာဖယ်ထုတ်ပြရမှာမဖယ်ထုတ်ဘဲနဲ့နေတဲ့ပုဂ္ဂိုလ်ဒါပြင်းကြီးတဲ့ပုဂ္ဂိုလ်လို့ဒီလိုပဲခေါ်တာဒီလိုဆိုလိုတာနော်မြတ်စွာဘုရားနောက်တစ်ခါဝိဟိန္ဒဝိတ္တဆိုတာလူတယောက်ကိုညှင်းဆဲမယ်တတ်မယ်ဖြတ်မယ်ဆိုတဲ့အတွေးတွေအဲ့ဒီအတွေးတွေကိုလည်းလက်ခံပြီးတော့ဆက်တွေးနေမယ်ဆိုရင်ဒါအပြင်းမယ်ဝိရိယကင်းမဲ့တယ်လို့ဒီလိုပဲပြောရတယ်အဲ့တော့ဝိရိယရှိပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်စိတ်ထဲမှာကာမနဲ့ပတ်သက်တဲ့အတွေးတွေလည်းမတွေးဘူးဗျာပါဒနဲ့ပတ်သက်တဲ့အတွေးတွေလည်းမတွေးဘူးဝိဟိန္ဒနဲ့ပတ်သက်တဲ့အတွေးတွေလည်းမတွေးဘူးအဲ့ဒီအတွေးတွေကိုပေါ်လာတာနဲ့တွန်းလှန်ဖယ်ရှားပြစ်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်မှာဝိရိယစွမ်းအားရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောရမှာအဲ့ဒီဝိရိယစွမ်းအားရှိမှခုနကအကုသိုလ်တွေအတွေးတွေကိုမတွေးမှအကုသိုလ်တားလို့ရတာလေတွေးတာကိုလက်ခံနေရင်အကုသိုလ်မတားဘူးဒါမို့ဝိရိယစွမ်းအားသည်အကုသိုလ်ကိုတားနိုင်တဲ့စွမ်းအားတစ်ခုဖြစ်လို့သေခါပုဂ္ဂိုလ်ရဲ့အင်အားထဲမှာဒါလည်းပဲတစ်ခုပဲတဲ့ဟောနောက်ဆုံးတစ်ခုကြတော့ချိနောက်ဆုံးတစ်ခုကဘာတော့ဆိုပညာဆိုတာဟာလူတွေကတော့ပညာနဲ့သုံးနေကြတာပဲလောကီပညာလောကုတ္တရာပညာနဲ့ပညာတွေမျိုးစုံသုံးကြတယ်ပေါ့အဲ့တော့ဒီနေရာမှာပညာဆိုတာမြတ်စွာဘုရားဘယ်လိုဟာကိုပညာလို့ခေါ်တာတုံးဆိုပညာရဲ့သဘောကသူကသိတယ်ဆိုတဲ့အရာသုံးခုကိုကြည့်စကလုံးလေးတွေတီထွင်ထားတာကိုကြည့်ရှေ့မှာတလေးနဲ့ထည့်ပြီးတော့သုံးတာကြတော့ပညာလို့သုံးတယ်နော်ညာပဲတူတူပဲညာဆိုတာသိတာတန်ညာနော်နောက်ပြီးတော့ဝိညာဏကြတော့ဝိညာလို့မသုံးမဲနဲ့နားထည့်ထားတယ်ဝိညာဏတူတူပဲအဓိပ္ပာယ်နောက်ပညာပါးဆောင်နဲ့သုံးတာလေအဲ့ဒီသဘာဝသုံးခုဟာအတိကိုရည်ညွှန်းတာတွေရှိပဲအဲ့ဒီသိပုံသိနည်းကွဲပြားခြားနားအောင်ရှေ့ကစကားလုံးလေးတွေထည့်ပေးထားဝိညာဏဝိညာဆိုတာဘာကိုပြောတာတော့လို့ဆိုပညာသီးနဲ့လည်းမတူဘူးပညာသီးနဲ့လည်းမတူတဲ့ထူးခြားတဲ့အသည့်တစ်ခုကိုဝိညာဏစိတ်ရဲ့အသည့်လို့ဒီလိုပြောတာနော်ပညာဆိုတာတန်ဆိုတာမှတ်သားထားတဲ့အတိုင်းညာကသိတာအာယုတစ်ခုကိုမှတ်ရင်မှတ်ထားတဲ့အတိုင်းပဲသူကသိတယ်ချမ်းဖတ်ပြီးတော့မသိနိုင်ဘူးရှိလေလူတွေကစာသင်တဲ့အခါမှာလိုက်ပြီးတော့ဘောပင်လေးနဲ့မှတ်တယ်ဟုတ်လားစာရွက်ထဲမှာမှတ်တယ်အဲ့မှတ်ထားတဲ့အတိုင်းသိတဲ့အသည့်ကိုပညာသီးလို့ခေါ်တာပဲနောက်တစ်ခါပညာကြတော့အဲ့လိုမဟုတ်ဘူးပိုင်ခြားခြားခွဲခြားခြားခွဲခြားစိတ်ဖြာပြီးတော့ဘက်စုံကနားလဲတာကြတော့ပညာလို့ခေါ်တယ်ဒီပညာဟာအကုသိုလ်တွေကိုတားနိုင်တဲ့စွမ်းအားရှိတယ်တဲ့ဒီနေရာမှာပညာကိုဘယ်ကနေစမလဲလို့ဆိုရင်အခြေခံအားဖြင့်ပြောမှဆိုရင်ကမ္မတက္ကတာသမ္မာဒိဋ္ဌိဟာပညာပဲအခြေခံကံကံဤကံတာလည်းမိမိဥစ္စာပဲလို့မြင်တဲ့ပညာဟာကမ္မတက္ကတာသမ္မာဒိဋ္ဌိပြင်ဒီတဲ့အဆင့်မြင်လိုက်တဲ့အခါကျတော့ဝိပဿနာသမ္မာဒိဋ္ဌိလို့ခေါ်တယ်ဝိပဿနာပညာဖြစ်လာပြီဆိုတဲ့အခါကျတော့တတ္တဝါဆိုတဲ့အတွေးငါသူတစ်ပါးဆိုတဲ့အတွေးယောက်ျားမိန်းမဆိုတဲ့အတွေးကိုဖြတ်ကျော်ပြီးတော့ရုပ်နဲ့နာနှစ်ခုပဲရှိတယ်တတ္တဝါဆိုတာမရှိဘူးနော်အပေါ်ယံအထင်အမြင်တွေကိုဖယ်ရှားပြီးတော့အတွင်းအနှစ်သာရဖြစ်တဲ့ရုပ်နဲ့နာနှစ်မျိုးထိအောင်မြင်လာပြီဆိုရင်ဒါဝိပဿနာသမ္မာဒိဋ္ဌိလို့ခေါ်တယ်
အဲ့ဒီလိုမြင်ယုံနေမကဘူးဒီယုံ nant တရားတွေဟာမမြဲတဲ့သဘောရှိတယ်ဆင်းရဲတဲ့သဘောရှိတယ်ကိုယ်မပိုင်တဲ့သဘောရှိတယ်ဆိုရယ်လက္ခဏာ၃မျိုးအမှတ်သား၃မျိုးမမြဲတဲ့အမှတ်သားဆင်းရဲတဲ့အမှတ်သားကိုယ်မပိုင်တဲ့အမှတ်သားဒါတွေကိုပါထင်ထင်ရှားရှားကြီးသိမြင်လာတယ်ဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတဲ့သဘောတွေကိုမြင်လာတယ်အဲ့ဒီလိုမြင်လာတဲ့ဟာကိုဝိပဿနာသမ္မာဒိဋ္ဌိဝိပဿနာပညာလို့ခေါ်တာဝိပဿနာဆိုတဲ့စကားလုံးကပညာကိုရည်ညွှန်းတဲ့စကားလုံးတစ်ခုပဲပညာဆိုတဲ့စကားလုံးမပါပေမဲ့ဝိပဿနာဆိုတဲ့စကားလုံးတတ်ကိုကဝိကထူးထူးခြားခြားသို့မဟုတ်အနိစ္စဒုက္ခအနတ္တဆိုတဲ့အသင်္တရံနဲ့ရှုထောင့်နဲ့ပဿနာဆိုတာသင်္ခါရတရားတွေကိုမြင်တတ်တာသင်္ခါရတရားတွေကိုမြင်တဲ့အခါမှာအနိစ္စလို့မြင်တယ်ဒုက္ခလို့မြင်တယ်အနတ္တလို့မြင်တယ်အဲ့ဒါလို့မြင်တာကိုဝိပဿနာမြင်တယ်ဆိုတာဘာနဲ့မြင်တော့ဉာဏ်နဲ့မြင်တာပဲပညာနဲ့မြင်တာပဲအေးဒါကြောင့်မို့လို့ပညာဆိုတဲ့အဓိပ္ပာယ်ဟာပါဠိတော်မှာမြတ်စွာဘုရားကတဖိုင်းလို့တော့ဘယ်လိုဒုက္ခဆိုတော့ဥဒယထခာမိနိယတဲ့ပညာဆိုတာဘယ်လိုပညာတော့ဆိုရင်ဥဒယထခာမိနိယဥဒယထခာမိနိယဆိုတာဥဒယဆိုတာဖြစ်လာတာအထဆိုတာချုပ်ပြောက်သွားတာဖြစ်တာကိုလည်းသိတယ်ပြတ်သွားတာကိုလည်းသိတယ်အနိစ္စကိုမြင်တာပြောတာဖြစ်တာပြတ်တာကိုမြင်တဲ့သဘောကိုပြောတာရုပ်တရားနံတရားတွေကိုဖြစ်လာတာကိုလည်းမြင်တယ်ပြတ်သွားတာကိုလည်းမြင်တယ်အဲ့ဒီပညာမျိုးတဲ့ဥဒယထခာမိနိယဒီကဆက်ပြီးအဆင့်မြင့်တဲ့အခါကျတော့အရိယာယနိဗ္ဗေဒိကာယနိဗ္ဗေဒိကာဆိုဖောက်ထွင်းပြနိုင်ဖောက်ထွင်းပြီးတော့မြင်ဘုန်းကြီးတို့တွေကထိုးထွင်းသိတယ်ဆိုတာအတွင်းကိုလှမ်းပြီးမြင်နိုင်တဲ့စွမ်းအားကိုပြောတာအဲ့ဒါလို့မဟုတ်ရင်အပေါ်ယံလေးတွေမြင်နေလို့ရှိရင်သူကဒီအတွင်းအနှစ်သာရကိုမသိပဲနဲ့အပေါ်ယံလေးတွေမြင်နေတဲ့အပေါ်မှာတဏှာရင်လည်းဖြစ်မယ်ဒေါသရင်လည်းဖြစ်မယ်တခုဖြစ်အဲ့လိုမဟုတ်ပဲနဲ့ကိလေသာဆိုတဲ့အတွင်းသဘာဝကိုပါထိုးဖောက်ပြီးတော့မြင်နိုင်တယ်နောက်တနည်းကကိလေသာဆိုတဲ့အဆိုင်ခဲဟာအမှန်တမ်းကြီးမားတယ်လူတွေရဲ့စိတ်ထဲမှာအဲ့ဒီအဆိုင်ခဲကိုဖောက်ခွဲပြစ်နိုင်တဲ့စွမ်းအားရှိတာအဲ့ဒီပညာမျိုးကိုနိဗ္ဗေဒဂါမိနိဗ္ဗေဒိကလို့ခေါ်တယ်အရိယာယနိဗ္ဗေဒိကာယအဲ့ဒီလိုကိလေသာတွေကိုဖယ်လိုက်ပြီဆိုလို့ရှိရင်ဒုက္ခကိုဖြစ်ပေါ်စေနေတတ်တဲ့တရားတွေကိုဖယ်ရှားလိုက်ခြင်းကြောင့်ဒုက္ခတွေဟာအဆုံးသတ်သွားနိုင်တယ်အဲ့ဒါကိုဒုက္ခခယဂါမိနိယဒုက္ခအဆုံးသတ်သွားတဲ့နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ပညာမျိုးလို့ဟောအဲ့ဒီပညာမျိုးဟာတကယ်ကိုအကုသိုလ်ကိုတားဆီးနိုင်တဲ့ပညာမျိုးပဲသိက္ခာပုဂ္ဂိုလ်ရဲ့စွမ်းအားဆိုတာဒီနေရာမှာတော့ဒီအခြေခံကနေစပြီးတော့ပြောမယ်ဆိုလို့ရှိရင်သောတာပန်ဖြစ်သွားပြီဆိုရင်ဒိဋ္ဌိဝိသိကိစ္စဆိုတဲ့ကိလေသာကိုဖယ်ရှားလိုက်တာဒီပညာကနေပြီးတော့ဒိဋ္ဌိဝိသိကိစ္စဆိုတဲ့ကိလေသာကိုဖယ်ရှားလိုက်တယ်။ကျန်တဲ့အိတ်တာမစ္စရိယာတို့လည်းဖယ်ရှားတယ်။လောဘဒေါသစတဲ့ကိလေသာတွေရဲ့အပယ်ကိုကြနိုင်လောက်တဲ့စွမ်းအားတွေကိုလည်းပဲလျှော့ချလိုက်တယ်။စွမ်းအားတွေကိုရော့ချသွားအောင်လုပ်နိုင်တယ်။ဒါတတ္တဝတိမဲ့ပညာကလုပ်နိုင်တဲ့စွမ်းအားတစ်ခု။သက္ကာရဂါမိမဲ့ပညာကြတော့ကာမရာဂတွေဖြာပါဒတွေနဲပသွားအောင်လုပ်လိုက်တယ်။အနာဂါမိမဲ့ကြတဲ့ကာမရာဂဖြာပါဒတွေကိုလုံးဝဖယ်ရှားပစ်လိုက်နိုင်တယ်။ယဟနာဖြစ်သွားပြီဆိုတဲ့အခါကျတော့ကိလေသာစွမ်းအားတွေအလုံးဖယ်ရှားပစ်လိုက်နိုင်တယ်လို့အစဉ်စဉ်ဒီပညာကအကုသိုလ်တွေကိုတားသွားလိုက်တာနောက်ဆုံးအဆင့်မှာအကုသိုလ်တွေကိုအစွမ်းကုန်တားနိုင်တဲ့ဟာကပညာသာလင်ဖြစ်တယ်ပေါ့အဲ့ဒီအခုပေါင်းလိုက်တဲ့အခါကျတော့တတ္ထာရဲ့ဟိရိရဲ့ပတ္တပရဲ့ဝီရိယရဲ့ပညာရဲ့ဒီစွမ်းအားတွေဟာအကုသိုလ်တားတဲ့စွမ်းအားတွေပဲလို့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေဒီစွမ်းအားတွေကိုမိမိတို့တဏ္ဍမှာရရှိအောင်အဆင့်လိုက်လေ့ကျင့်ပြီးတော့စွမ်းအားတွေပြည့်အောင်ကြိုးစားအားထုတ်ကြအောင်ဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့အကုသိုလ်တားစိတ်စွမ်းအားများရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာ
ဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေအရှိချမ်းသာစိတ်ချမ်းသာရိုးရာဆန္ဒပြည့်ပါစေအရှိချမ်းသာစိတ်ချမ်းသာရိုးရာဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိတာတပိတမုဟတာအစရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောင်းခြင်းတရားစေကိုပိဝိတဝါဝန္တာရွှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိတာတပိပူဇာညင်းနောက်ကိလေသာဆေရတောက်ဟုသမျှတို့သည်သမုဝတ္တပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ကြောက်ပြီးမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟောတုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလည်းကွာနာခြင်းလည်းကင်းသေးခြင်းလည်းရှင်းတတ်သောတိတိဘဝကိလေသာဟုပုခသိင်ကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝင်ညသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နယ်မြင်၍မလင့်ပုံသေးဆက်ရောက်